Hello ဒီမှာ sushi chef တင်တန်းပတ်သက်ခဲ့တယ်ပေါ့နော်ပထမပတ်ကတော့ online class ကနေစတင်ရတယ်တပတ်9ရက်ပေါ့နော်9ရက် online class ကနေစတင်တယ်စာမတင်တာကြတော့လေအိမ်မငိုက်အောင်9ရက်ကိုပေါ့နော်မနေ့စူးစမ်းပြီးတင်လိုက်ရတယ် sushi တင်တန်းမှာစတင်ပေးရဆရာမတွေကလည်းမြန်မာတွေဆိုတော့လေအင်္ဂလိပ်လိုပဲပြောရဲဆိုရင်လည်းနားမလည်တာရှင်းသူတို့မေးလို့ရတယ်ပေါ့နော်ညီမတို့နောက်တစ်နေ့ဆိုလို့ရှိရင်North Carolinaကိုညီမလေးနဲ့သွားတယ်။နေရာလုံးတစ်ချောင်းနဲ့လေရင်စီးဖြစ်သွားတယ်။လေရင်ပေါ်ပါလေခွေးကလေးတစ်ကောင်ပါလာမတိတတ်ဘူး။အဲဒါစီရင်ပေါ်ဆင်းခါနေမှလေသူကထွက်လာတော့ပေါင်ပေါ်မှာတကုံပဲမြည်ရဲ့ဟေးသူခြေထောက်ကျင်းနေပြီးတော့ရမ်းချစ်ဖို့ကောင်းတယ်။ North Carolina ရောက်တဲ့ခါကျတော့တဲမဲအိမ်ကကိုကလာကျူတယ်။ဒီကိုလိုအိမ်မှာတဲမှာ3ယောက်ပေါ့။မောင်လေးတစ်ယောက်နဲ့ကိုလေးတစ်ယောက်နဲ့အားလုံး3ယောက်ပေါ့နော်။တော့တဲမဲအင်ကကိုရိုမီတာစုပုံလေးဒါတော့ကိုနေမဲ့အခန်းပေါ့နော်ဒါတော့နောက်တစ်နေ့တနင်္လာနေ့ပထမဆုံးနေ့ပေါ့နော်သူတို့ပထမဆုံးနေ့မှာတပ်ပုံရမယ်ဆိုတော့ဟာတော့နည်းပါလာလေးပြင်ကဲတွားပြီးကဲတနင်္လာနေ့ညရောက်ပြီးဗီဒီယိုရလေးကိုတတိယမှာစစ်ကူပေါ်မှာထားရိုက်တာဆိုတော့အကုန်လုံးအသေးစိတ်တော့မပါဘူးเนาะတန်းထဲမှာ online class မှာတော့တွေ့ခဲ့ရပါတယ်ကိုရင်းနဲ့တွေ့ရတယ်ပေါ့နော်တပုံရိုက်ပြီးတော့ပုံနာလေးထွက်လာရောဒါနောက်တစ်နေ့တနက်ရောက်တော့မနက်ရောက်တာနဲ့အင်ဂျီလင်ရတယ်ပြီးတော့အုတ်ထူလေးဆောင်းရတယ်ပြီးရင်တို့ခဏစာမပွဲတီးမွားလေးဖြီးပြီးရတယ်သူကမျိုးချောင်းလေးဝင်ရတယ်ပေါ့နော်ဆရာပြန်ပြပေးရပေါ့ဒါကတော့ sushi လေးလိုက်ထားတဲ့ဟာတွေပေါ့နော်တင်တူလေးထားတဲ့ sushi လေးပါအဲ့နော်မျိုးချောင်းမှာဖုန်းတုံးလို့မရတော့လေရတဲ့အချိန်လေးခဏမတက်တဲ့ဒါတော့လက်တက်နဲ့လောက်ထားတဲ့ hello ပေါ့နော်ဒီမှာဆရာလည်းတင်းခေါ်နေတာဒါတော့တင်ပြီးတဲ့ဆရာပါချစ်စရာကောင်းတယ်ချစ်စရာကောင်းပြီးတော့ရတဲ့သဘောကောင်းတဲ့ဆရာပါဒါလေးရတော့ကိုယ်လေးထားတဲ့ဟာပေါ့နော်တင်တာလေးထားတဲ့ sushi လေးပါတင်နောက်ဆုံးနေ့မတိုင်ခင်မှာဘာလဲမသိဘူးလို့အပြန်ဖြေရတာရှိတယ်သူတို့ဖြေခိုင်းတာလေအမအတူနေတဲ့မောင်လေးကသူကဆူရပါတယ်ကဲဒါတော့နောက်ဆုံးနေ့ပါနောက်ဆုံးနေ့မှာပွဲယူရပါတယ်ရှင်ရတာနော်ဒါ3ယောက်ပေါ့နော်အမတ်များတဲ့3ယောက်ပါဒီဒါတော့သူတို့အဲ့ဒီကောင်းမှဟောလုပ်ပြီးတော့လည်းပွဲပုံစံပြီးတော့လည်းစကားပြောရတယ်ပေါ့နော်အမတ်တရားစကားပြောရပါတယ်ချင်းမိတ်ဆွေအများကြီးရလိုက်လို့လည်းရန်ဝမ်းသာတယ်ဒီငါရဲ့တာတင်နာကလည်းတကယ်ပေါ့မတရားဖြစ်တယ်ပေါ့နော်ဒါတော့ဆရာလေးကိုကျေးဇူးတင်စကားပြောနေရပါတော့ပြီးတော့တကယ်ချင်းလေးလည်းဝါရှင်တန်လို့ရှိရင်စက်တယ်ပါဆိုပြီးတော့မှပြောနေတာပေါ့နော်ညမလည်းစကားပြောရင်လည်းချင်တာတော်တော်ပူအောင်ကြီးတောင်လည်းချစ်တယ်ဖြစ်သွားဒါကဆရာလေးကအပိစကားပြောတာပေါ့နော်ဒါတော့ assistant ဆရာပေါ့ပြီးတော့မှပြောပြီးတော့လည်းအကုန်လုံးအရှိကိုသွားပြီးတော့မှပွဲတပ်ပုံချဲကြတယ်ပေါ့နော်ဗီဒီယိုလေးရိုက်ကြပါလေရှင်ဒါတော့ training တော့ပုံလေးတွေပေါ့နော်ဒါပါပဲအမတရားဆိုတော့လေတင်လိုက်ပါပြီရှင်အမတရားဆိုတော့ရတယ်လို့လေးပေါ့နော်ရှိမရှိဗီဒီယိုလေးစုပြီးတော့တင်လိုက်ပါလေ